စားချင်တာစားကြိုက်တော့စားရတယ်ဝါတဲ့လူတွေပေါ့နော်အစားလဲမလျှော့ကျင်ဘူးပေါ့အစားတစ်လိုင်းသမားတွေ အစားတစ်လိုင်းသမားတွေ အစားတစ်လိုင်းသမားတွေ ကယ်လိုရီဒီတောက်ဆေးလေးရာဒါမြန်မာနိုင်ငံမှာသုံးမှုတဲ့သူတွေဆိုလို့ရှိရင်လည်းအရန် review ပေးရပေါ့နော် review ကောင်းနေအများကြီးရတယ်မမကိတ် brand ထဲမှာဆိုလို့ရှိရင်လည်းဒီကောင်တော်တော်ရောင်းအောင်ကောင်းတဲ့ပစ္စည်းတစ်ခုမှပါတယ်ပေါ့နော်ဒီကောင်ရဲ့အာနိသင်လေးရအောင်ဘယ်လိုမျိုးလဲဒီကီလိုရီလေးကကြတော့ပေါ့နော်သူကစားချင်တာစားကြိုက်တော့စားရတယ်ဝါတဲ့လူတွေပေါ့နော်အစားလဲမလျှော့ကျင်ဘူးပေါ့အစားတစ်လိုင်းသမားတွေ အစားတစ်လိုင်းသမားတွေ အစားတစ်လိုင်းသမားတွေစားပြီးွားပြီဆိုရင်နိုင်ကွက်နေတာနဲ့ဒီဟာလေးကိုတစ်လုံးတောက်လိုက် နိုင်ဝက်နေရတယ်အစားစားပြီးနိုင်ဝက်နေတစ်လုံးတောက် နိုင်ကွက်နေတာနဲ့တစ်လုံးတောက်နှလုံးနဲ့တောက်လို့ရတယ်ပေါ့အရှမ်းဝါတဲ့လူတွေဆိုရင်ပေါ့နော်အဲ့လိုမျိုးအတအားအစီစိမ့်စားတဲ့လူတွေပေါ့နှလုံးတောက်နိုင်ကွက်နေတာနဲ့ တရက်မှာဘယ်နှလုံးလောက်တောက်လို့ရလဲသူကတရက်မှာဆိုရင်တော့ပေါ့နော်တရက်ကို၄လုံးတောက်လို့ရတယ်၄လုံးထိတောက်လို့၄လုံးထိတောက်လို့ရတယ်အသက်အရွယ်ကတော့16နှစ်အထက်ကနေစပြီးတော့တောက်လို့ရတယ်နော်ဟုတ်တက်ကြီးရွယ်ဦးမျိုးပေါ့နော်သူကကျန်းမာရေးနဲ့လည်းတင်တော်တယ်နှလုံးရောဂါရှိလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေကြောက်စရာမလိုဘူးပေါ့သူကကျန်းမာရေးအတွက်အဓိကထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုစားလိုက်လို့အစိတ်တောက်ဖြစ်သွားတဲ့အစီမျိုးတွေကိုပေါ့နော်သူကဖယ်ရှားပေးလိုက်တာပေါ့ဒါမြန်မာနိုင်ငံမှာလည်းဒါမမကိတ်ကကိုပိုင် brand ဖြစ်တဲ့ပုံမှာ FDA လုံးဝရှာထားပြီးသားအမကန်ကျလုံးဝအပြည့်ဝရှိအမကန်ကျအပြည့်ဝပေးတာပေါ့နော် FDA ရထားပြီးသားပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါ